မင်္ဂလာပါရှင် review ကငင်းကနေပြီးကပြန်လည်ကြည့်ဆိုလိုက်ပါတယ်အိမ်မပြောတဲ့သူတွေအတွက်ဆက်ပင်မှာပဲဖြစ်ပါတယ်အရင်ဆုံးဖာမိုမိုင်းပန်ဖွင့်လက်ဖက်ရည်ကိုတင်ဆက်ပေးပါမယ်သူဟာဒေစီပန်ပွင့်နဲ့ဆင်တူပြီးတော့ပွင့်ချက်6တွေကိုရည်နွေးနဲ့ဖြောဆက်ပြီးတောက်သုံးရတဲ့တဘာဝဟာဘက်တိတစ်ဖက်ရည်တစ်မျိုးဖြစ်ပါတယ်ဒီလိုပုံကတော့ပန်ပွင့်6ဒါမှမဟုတ်လက်ဖက်6ထုတ်ကိုရှင်နွေးပူပူရဲထဲဆင်ပြီးတော့ချော်ဆက်ရခြင်းဖြစ်ပါတယ်။ကဖိန်းကလုံးဝမပါဝင်ပါဘူး။ဒါကြောင့်ညအိပ်ရမဝင်ခင်တောက်တုံရန်အထူးတလျော်ပါတယ်။အရသာကချုံမြင့်မြင့်ညံ့ပြီးတော့ပေါ်ပါတဲ့ပန်းရင်းညံ့လေးတင်းနေပါတယ်။စေဘဝင်အာနိသင်ဖြစ်တဲ့အတွက်အဓိကစေဘဝင်ခုံတတိများကြောင့်ကဘာတူမှာနှစ်ပေါင်းထောင်ချီတောက်သုံးခဲ့ကြတာဖြစ်ပါတယ်။စမရင်အတွက်အဓိကအကျိုးကျေးဇူးဖြစ်တဲ့ဒီချာမိုမိုင်းကြီးဟာသူ့ရဲ့စိတ်ငြိမ်သက်စေတဲ့ဂုဏ်သတ္တိတွေကြောင့်အထူးကြော်ကြပါတယ်။အိပ်ပျော်စေခြင်းနဲ့စိတ်ငြိမ်သက်ခြင်းခေါ်တဲ့တက်တူဆန့်ကျင်ဖြစ်စီပါဝင်ပါတယ်။အိပ်ပျော်စေခြင်းနဲ့စိတ်ငြိမ်သက်ခြင်းကိုထိန်းချုပ်တဲ့ချိတ်ဆက်တာပေါ့နော်အိမ်မပျော်တာကိုတတ်တာစီပြီးတော့နှစ်ထိတ်စွာအိပ်ပျော်စေဖို့ကူညီပေးပါတယ်။ချာမိုမိုင်းတီတောက်သုံးခြင်းကဆေးဖြစ်စီမိုးဆွတ်နဲ့ဆိုရင်ပူပန်မှုတွေကိုတတိတတာချော့ချပေးနိုင်ပါတယ်။အစာချေစနစ်ကိုလည်းကူညီပေးပါတယ်။အစာမကြေကဘိုင်းနာတာလီပွားတာနဲ့ဦးလန်းချောင်းရောင်ရဲတာတွေကိုတတ်တာစေဖို့ရိုးရာစင်မီတို့အဖြစ်ရှေးရခင်ကလေးကအသုံးပြုခဲ့ကြပါတယ်။ချာမိုမိုင်းတီကိုညအိပ်ရမဝင်ခင်စိတ်အပန်းပြေဖို့ဆေးပစ္စည်းမှုတွေချော့ချဖို့အတွက်နေ့စဉ်အနေနဲ့တောက်သုံးနိုင်ပါတယ်။ချာမိုမိုင်းတီကိုလက်ဖက်ရည်တောက်မဝေးမလို့ရှိရင်အုံနောက်အတွင်းမှာရှိတဲ့စိတ်ငြိမ်သက်စေတဲ့ဓာတ်တွေနဲ့ပေါင်းဆက်ပြီးတော့အိပ်ပျော်စေဖို့ပူညီပေးတဲ့ဒါကြောင့်အိမ်မပျော်သူတွေအတွက်အလွန်ကောင်းပါတယ်ဒီပန်းမွေ့ဘောနော်ပန်းသီးပွင့်ဒီချာမိုမိုင်းရတဲ့ဟာဆိုရင်စိတ်ကိုအေးချမ်းစေပြီးတော့စိတ်ခံစားမှုအမှုစေပါတယ်စိတ်ကြယောဂနဲ့စိုးရင်စိတ်လွန်ကဲနေတာတွေကိုတတစီလို့သိရပါတယ်နောက်တစ်ခုကတော့နှင်းစီ rose နှင်းစီရေဖြစ်ပါတယ်ဒါကတော့ရှိရခင်ကတည်းကတုံးဆွဲခဲ့ကြတဲ့အပိုးတန်ပတ်သက်မျိုးပဲဖြစ်ပါတယ်ရှိရခင်တွေကတုံးဆွဲခဲ့ကြတဲ့ပန်တမျိုးကဖြစ်ပါတယ်ဒါကတော့လင်းစီရေပေါ့နော်အသားရည်ဆိုပြေးစီပြီးတော့တင်းရင်းစီပါတယ်လင်းစီရေဟာတဘာဝတိုနာအာနိသင်ရှိပြီးတော့အသားရည်ရဲ့ pH ကိုမြတ်တာစေပြီးအပေါက်တွေကိုကျင်းစေပါတယ်ချိုသက်ထိန်ထိန်ခြင်းမျက်နှာပေါ်ဖြန့်ပေးခြင်းမတ်များထဲသွင်းခြင်းနဲ့အသားရည်ကိုခြေချက်ဖြစ်တင်ပေးပါတယ်ရောင်ရမ်းမှုကိုချော့ချပေးပါတယ်ဝက်ထန်အနီးစက်နဲ့အရေးပြားရရမှုများကိုတတ်တစေတဲ့အာနိသင်ရှိပါတယ်စိတ်ပီစီမှုဖြေလျှော့ခြင်းတမှုဖြစ်ရပါတယ်မြစီပွင့်ဖက်ဒါမှမဟုတ်မြစီအမွေးရဲ့ရနံ့ကိုချွတ်ချိုက်ခြင်းကဆွေးရင်ပူပန်မှုနဲ့စိတ်ကြယောဂကိုတိုက်ဖြတ်ပေးပြီးဒုရပမှုကိုကောင်းမှုစေပါတယ်စိတ်ခံစားချက်ကိုလည်းမြင့်တင်ပေးနိုင်ပါတယ်ပန်းတွေဟာကျမတို့ရဲ့စိတ်ပိုင်းဆိုင်ရာကျမရဲ့ကိုဗပောင်းဆောင်ကကူညီထောက်ပံ့ပေးနိုင်ပါတယ်အာယုံရောစနစ်ကိုငြိမ်သက်စေပါတယ်ပန်းတွေရဲ့တဘာဝရနံ့ကအုံနောက်ရဲ့ငွေစနစ်ကိုလှုပ်ဆော်ပေးပြီးတော့ဆက်ဖြစ်စီမှုဟော်မုန်းဖြစ်တဲ့ပမာဏကိုကျဆင်းစေပါတယ်။ဥပမာချာမိုမိုင်းလက်ဗန်ဒါဂျစ်မင်တို့ရဲ့ရနက်ကစိတ်ကိုတည်ငြိမ်စေပြီးတွေးပေါင်ကျဆင်းနိုင်ပါတယ်။စိတ်ခံစားချက်ကောင်းပါတယ်။ပန်းအလားပန်းအယောင်နဲ့ပန်းရည်ညံ့တွေဟာလူတွေကိုပုံမိုးပြီးတော့ပေါ့နော်ပျော်ရွှင်စေပြီးအကောင်းမြင်စေကိုဖြစ်ပေါ်စေတယ်လို့လေ့လာတွေ့ရှိရပါတယ်။အထူးသဖြင့်အဝါရောင်ပန်းတွေကပုံမိုးပြီးတော့ပျော်ရွှင်စေတယ်လို့ဆိုပါတယ်။အပန်းပြည့်ခြင်းနဲ့စိတ်အာရုံဆူဆိုင်မှုမှာဆိုရင်တော့ပန်းပင်တွေဟာထိတွေ့ဂိုင်တွင်ခြင်းဥယျာဉ်ဆိုင်ပြီးခြင်းဒီလိုတွေနဲ့စိတ်ပီစီမှုကိုချော့ချပေးပြီးတော့အာရုံဆူဆိုင်မှုကိုလိုတက်စေပါတယ်။ချာမိုမိုင်းကအဲ့ရမဝင်မီနိုင်ဝက်ခန့်အလိုတောက်သုံးပါအာရုံရောစနစ်ကိုကောင်းမွန်စေပြီးတော့နှင်းနှင်းချိုက်ချိုက်အိပ်ပျော်စေပါတယ်။အဲ့ရမဝင်မီနိုင်ဝက်ခန့်အလိုတောက်သုံးပါအာယုံကြောစနစ်ကိုငြိမ်သက်စေပြီးတော့နင်းနေထိုက်ထိုက်အိပ်ပျော်စေပါတယ်။လာဗန်ဒါဒါမှမဟုတ်စပယ်ပန်အမွေးစီတွေဆိုရင်တော့ချန်ကျက်ထားရပေါ့နော်ဒီဘူးကို
အဖုံဖွင့်ခြင်းဒါမှမဟုတ်လက်ကောက်ဝတ်နဲ့လေရင်းကိုလင်းပြပေးခြင်းကလည်းဆူရင်စိတ်ကိုချွတ်ချပေးပါရဲ့နောက်တစ်ခုကတော့ရင်းစီပါညနာတက်ပြီးတိုင်းဒူနာအနေနဲ့တုံးပြီးမဲ့ဒါမှမဟုတ်လေးလောင်ထားတဲ့နေရာတွေကိုဒါမှမဟုတ်6သွေးတဲ့အသားရည်တွေကိုဖြန့်ပြီးမဲ့ဆိုရင်အသားရည်ကိုကောင်းမွန်ပြီးတော့ဒီညာစဉ်ပါတယ်နောက်တစ်ခုကတော့ညင်းစီပန်းဒါမှမဟုတ်နေကြပန်းဖြစ်ပါတယ်စပွဲပေါ်ဒါမှမဟုတ်လောက်တဲ့နေရာမှာအယောင်သွေးဆုံနေတဲ့ပန်းအိုးတိုးထားရှိပေးထားပါစိတ်ခံစားချက်ကိုမြင့်တင်ပြီးတော့အကောင်းစိတ်ပေါ်တော့အကောင်းမြင်တဲ့ဆွေတွေကိုပေးဆွမ်းနိုင်ပါတယ်နောက်တစ်ခုကတော့ညင်းစီပွင့်ဖက်နဲ့လာဗန်ဒါပွင့်ဖက်တွေဟာဆိုရင်ရင်းနှီးစိမ်တောက်ဒါမှမဟုတ်ရင်းနှီးစိမ်ပြီးတော့ရေထိုးတဲ့အခါမှာတန်ပွင့်ဖက်များကိုရေထဲထည့်ပါပန်းရဲ့အနက်နဲ့အသွင်ပြင်ကကိုခန္ဓာနဲ့စိတ်ကိုတပြိုင်နက်တည်းအပန်းချင်းစီပါတယ်ဒါကတော့ပန်းနဲ့ပတ်သက်တဲ့စိတ်ကြည်မှုချောထားတဲ့အကြောင်းလေးကိုတင်ဆက်ခဲ့ပေးရပဲဖြစ်ပါတယ်။နောက်ပတ်တွင်မှာဘယ်လိုမျိုးပြဆက်ပေးမယ်ဆိုတာကိုဆောင်းလို့ကြည့်ရှုပေးကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။